တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ခရမ်းသီးကိုမွေးအေးအေးလေးနှစ်စားဖြစ်တာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်ရိုးရှင်းလွယ်ကူပြီးတော့ချက်ရတာလည်းလွယ်ကူမြန်ဆန်တဲ့ဟင်းလေးတစ်မျိုးပါနော်သမင်းလေးမီစေတယ်အရသာလေးရှိတယ်ပေါ့နော်ချက်နည်းလေးကိုဗီဒီယိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦးအရင်ဦးဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပါမယ်ခရမ်းသီးကြက်သွန်နီကြက်သွန်ဖြူပဇွန်6ပေါ့နော်ကျန်တဲ့လိုအပ်တဲ့ပစ္စည်းလေးတွေကကြတော့ချက်ရင်းနဲ့မှပြသွားပါမယ်ခရမ်းသီးကိုအပိုင်းလေးတွေလှီးပြီးတော့ဒီလိုမျိုးလေးတုံးလေးလှီးလိုက်ပါမယ်နော်ကြက်သွန်နီကြက်သွန်ဖြူကိုလည်းကြိတ်ထားလိုက်ပါမယ်ဒီမှာခရမ်းသီးနှစ်မှာဒီကကြက်သွန်နီကြက်သွန်ဖြူများလေးထည့်ပေါ့နော်အဲ့ဒါမှချူအေးလေးရတာပေါ့နော်ပဇွန်6ကိုလေးကြိတ်လိုက်မယ်ပဇွန်6ကိုလေးနည်းနည်းများလေးသုံးပါတယ်အဓိကကဒီအချိုအဓိကပေါ့နော်ခရမ်းသီးနှစ်မှာကြတော့စီလေးထည့်ပြီးတော့စီတက်မယ်ပြီးလို့ရှိရင်စနင်းလေးနည်းနည်းထည့်ပြီးတော့အရင်စီတက်ပြီးမှကြက်သွန်နီကြက်သွန်ဖြူကြိတ်ထားတာလေးကိုထည့်ပါမယ်နော်ကြက်သွန်နီကြက်သွန်ဖြူလေးနည်းနည်းဣလာပြီဆိုတော့မှအစိမ်းမုံထည့်ပါမယ်အစိမ်းမုံကနည်းနည်းပဲထည့်ပါလေနော်တော်တော်လေးစီတက်လေးကျက်လာပြီဆိုလို့ရှိရင်ကြိတ်ထားတဲ့ပဇွန်6လေးတွေထည့်ပြီးမှုပါမယ်ပြီးရင်ခရမ်းသီးကိုရေဆယ်ပြီးတော့ရှိရင်ရေဆေးပြီးတော့ဒီထဲမှာထည့်ပြီးတော့တစ်ခါလေးလုံလိုက်ပါမယ်နော်အရသာအနေနဲ့ကစားထည့်ပါမယ်ပြီးရင်ရေလေးထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့အရေခမ်းတဲ့အထိချက်ပြီးပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဒီလိုမျိုးအရေလေးကလည်းခမ်းလာပြီဆိုလို့ရှိရင်တော့တော့ပါပဲခရမ်းသီးနှက်ကလေးချူအေးအေးလေးပေါ့နော်ထမင်းဒီတူးနဲ့စားရတော့မှအရသာလေးကစားလို့ကောင်းတယ်ပေါ့နော်ချက်စားကြည့်ပါတခြားဟင်းလေးတွေနဲ့ပါတွဲစားတာပေါ့နော်ဒီကြက်သားရခိုင်ချက်နဲ့ဂွေးတောက်ရဲ့ဟင်းလိုချက်နည်းလေးကကြတော့နောက်ဗီဒီယိုမှာတင်ပါမယ်နော်ဗီဒီယိုအကုန်လုံးကိုဆက်ပြီးတော့တင်နေဆိုလို့ရှိရင်အရန်ရှည်လို့လေဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုစိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်